ဦးစင်းလေးပြောတာပဲခဏခဏဟာရယူကြီးကြိုက်တိုင်းခဲတာကြီးကိုသွားမရှုနဲ့အဲ့ဒါကြီးကသေတဲ့ထိသတ်တော့ပြီးတော့ပုတ်တုံပွားတော့သူ့လောက်ကမဆုံးဘူးအဲ့ဒီဆုံးမှုသွားမရှုနဲ့ဆိုတော့အောက်ကကြိုက်တာခဲတာကြီးပဲသွားကြည့်မောဒရာနဲ့ဗရမယပြဿနာပြီးတာသူကသူဘာပြီးပေါ့ပါတဘောမပေါ်ပေါင်းရှင်းနဲ့မမှတ်ဘူးပြီးပြောက်သွားတာသူကဖြစ်ပြက်ဆိုတော့ဆုံးသွားတော့ဘာမှမမှတ်မိတော့ကံရဗရမယအစစ်လားအတုလားပြောတာတော့အတုပဲအခြေထဲကျအတုပဲသွားကြည့်တာပဲကြိုက်တာခဲတဲ့ဆင်းရဲတယ်ကြိုက်တယ်ဆိုတာဘာမှလဲစိတ်လားအရှင်နဲ့ကြောက်ယုတ်ကြီးပဲသွားကြည့်တာပဲဟုတ်လားခံစားတာလဲစိတ်ဆင်းရဲတာလဲစိတ်မှဖြစ်နေတာကိုစိတ်မှမရှိဘဲနဲ့အောက်ကကြိုက်တာကြီးပျောက်ချင်တာထုံတာကြီးသက်သာချင်တာအဲ့ဒါကြီးကြောက်နေတာကိုယ်လုံးလားဆင်းရဲတာကစိတ်မှဆင်းရဲကြောင်းဖြစ်နေတာလဲစိတ်မှဆင်းရဲမှုချောအောင်လို့မှလဲစိတ်မှဒါကိုသိရတာနဲ့ဘာဖြစ်လို့အကောင်တွေမရှိတဲ့အရေးကြီးသွားပြီးတော့ကြိုက်တာခဲတာကြီးသွားကြည့်နေရလေကဲဒုက္ခဝေဒနာကြီးကိုသွားရှုတယ်လို့ရှိသေးတယ်တဲ့အောက်ကကြိုက်တာကြီးပြောက်ဖို့ထုံတာကြီးပြောက်ဖို့ကျင်နာကြီးပြောက်ဖို့အဲ့ဒါရှုသေးတယ်ဆိုကျွန်တော်မျိုးကလည်းမလို့တတ်နိုင်ဘူးဥပမာလည်းပြည့်တဲ့တဏှာရင်တဏှာလူနဲ့တူတယ်စိတ်ကမီးနဲ့စိတ်ကမီးစာနဲ့တူတယ်ဓာတ်လေးပါးဖြောင်းသားနဲ့တူတယ်လေဟာအတိတ်ကပြုတဲ့ဝိဘက်ကနဲ့တူတယ်တဏှာလူနဲ့တူပြီးတော့ဖြောင်းသားနဲ့တူတယ်ဖြောင်းနိုင်နဲ့တူတာကိုလည်းသူဝဲတယ်မီးကျင်းနဲ့မီးတောင်လို့စီတက်လဲသူဝဲတယ်ဝဲပြီးသူ့ဘာသူချစ်တယ်သူ့ဘာသူချစ်ပြီးမီးဖြောင်းနိုင်မီးမရှိတဲ့ဖြောင်းနိုင်လဲချစ်ပြီးမလျှော့ဘူးလားဘယ်လိုလျှော့နေလဲတဏှာအဲ့ဒီပြဿနာမရှိမနဲ့အောက်ကကြိုက်တာကြီးသွားပြောက်တော့တက်တောင်သွားလုပ်နေရပါမှာအဲ့ဒါလည်းမမှတ်ဘူးအဲ့မမှတ်တာဥရည်ပါလာတယ်အဲ့တော့ဝိပဿနာရှုတဲ့ဥစ္စာကဦးဇင်းတို့ကျင့်စဉ်နေဗราဏကြတယ်နော်ကျင့်စဉ်ဟာအဓိကကြတယ်ဟာဒီကျင့်စဉ်အောင်မြင်မှဒုက္ခဝေဒနာမှဒေါမနတာအဓိဟုသောဖာဒုက္ခဝေဒနာကာယကဒုက္ခဆိုတဲ့မွေလေးကောင်အဲ့ဒီအစိတ်၄မျိုးမှလွတ်အောင်အရင်ပြေးဆိုတော့ပြေးကအခုကအဲ့ဒါကိုပြေးပါဆိုတော့မွေကြီးဖြတ်ပြီးအနိစ္စဒုက္ခဒါမွေကြီးပြောင်းအောင်လုပ်လို့ရပါမယ်မရဘူးမွေနဲ့မဖက်ပါနဲ့ဆိုတော့ပြန်ဖက်တာဖက်တယ်ကွာကြိုက်တယ်ကြိုက်လဲဖက်တာပဲအဲ့လိုဖြစ်နေကြတာပြီးလဲပြီးတော့နာလိုက်တာဆိုပြန်အဲ့တော့ကျင့်စဉ်ဟာဦးဇင်းတို့ကိုယ့်ရဲ့စကားကျင့်စဉ်သည်ဦးဇင်းအနိဒမ်းမာတွေကပြောထားပြီးပြီမွေလေးကောင်နဲ့တူတဲ့အစိတ်လေးမျိုးနဲ့ရှင်ဘက်ဖြစ်တဲ့ဖားနဲ့တူတဲ့ဒေါသမှာလွတ်ဖို့အတွက်ကိုယ့်ရဲ့စကားကျင့်ပါတယ်လို့ဒါပဲဦးဇင်းသတိပေးခဲ့တယ်အဲ့ဒီဟာတော့ပဲကျင့်စဉ်အဲ့ဒီဟာကမကြော်ဘဲနဲ့ဒီဘက်မှာသမထယာနိကဝိပဿနာယာနိကဆိုလမ်းနှစ်လမ်းဘယ်လမ်းမှတက်မရဘူးဂျုံးပြန်ကြနေတာပဲအနိစ္စလို့လည်းဆင်းရဲနေမှာပဲဒုက္ခလို့လည်းဆင်းရဲနေမှာပဲအနတ္တရှုတဲ့ကြိုက်တိုင်းသွားကြည့်လဲဆင်းရဲနေမှာပဲအဲ့ဒါဆင်းရဲမှုချုပ်ကြောင်းမဟုတ်ဘူးဟလာမကျင့်ရသေးဘူးမွေလေးကောင်ကိုသွားမကင်နေအောင်ပြေးရအောင်မဲ့အခန်းကြီးမှာဖက်ခန်းကြီးမသွားလုံနေတယ်အဲ့မှာတခါလဲပတ်ချက်လဲနေအဲ့ဒါဆရာကရှိရအစတွေကဒီစိတ်ကိုတဏှာအနတ္တဖြစ်ကြောင်းစိတ်ကလည်းခန္ဓာအိမ်မှာတဏှာနေတယ်တဏှာဟာနေခြင်းလိုက်သူစောက်တဲ့အိမ်ကြီးမှာသူမနေဘူးလားနေတော့စိတ်ဆိုတဲ့ခန္ဓာအိမ်မှာသူပေါင်းပြီးတော့တဏှာနဲ့ဒေါသနဲ့မပေါင်းဘူးလားလောဘနဲ့မပေါင်းဘူးလားဒိဋ္ဌိနဲ့လည်းပေါင်းပြီးတော့လည်းမီးမရှိဘူးလားရှိုးတာတဏှာအဲ့ဒါကြောင့်မလို့ဒီတဏှာនិရောဓနိဗ္ဗာန်တဏှာလွတ်အောင်ရှုပါတဏှာကိုမြင်အောင်ရှုပါတဏှာကိုစွန့်ပါဆိုတဲ့အလုပ်ကိုတဏှာနဲ့ပေါင်းပြီးဒိဋ္ဌိနဲ့ပေါင်းပြီးတော့နားတယ်ကြားတယ်ဖြစ်နေပြန်ရောအဲ့တော့ငါကျင့်နေတဲ့ကျင့်နေတာသည်ဆရာညွှန်ကြားတိုင်းလုပ်နေတာလားငါလုပ်ချင်တာလုပ်နေတာလားကိုလုပ်ချင်တော့တက်ဆရာလုပ်ချင်တော့ခိုင်းတော့မဟုတ်ဘူးဆိုပြီးနဲ့ကိုကရတဲ့ပန်းနဲ့ဒီမီလုပ်နေတာငါလုပ်တာသည်ဆရာပြောသလိုလုပ်တာမှဟုတ်ရဲ့လားဒီလိုလည်းပြန်စေအောင်မှာပေါ့ဟုတ်ဘူးလားအဲ့ဒီဒုက္ခဝေဒနာမှာဒေါသလွတ်သွားပြီးရင်နော်နောက်တစ်ချက်ကဦးဇင်းတို့ဒါကတရင်ကဝိက္ခမနာပဲရှိသေးတယ်နောက်နေ့ကျတော့သမုတ်စေတဗဟန်နဲ့ထပ်ဖြတ်အောင်အဲ့လိုဖြတ်သွားပြီးတဲ့ပုဂ္ဂိုလ်ကနောက်ဘယ်တော့မှဆင်းအောင်လုပ်လို့မရတော့ခန္ဓာဒုက္ခတက်လေးသူကချမ်းသာလေးပဲအေးနေလေကြီးနေလေပဲအဲ့ဒါကိုဘုဘကိုရောက်သွားပြီဆိုတော့အခါကျတော့အဲ့ဒီမရောက်လဲရတယ်ဘဝင်ပိုင်းကိုကြောင်းကြံဝင်စားဒီဘဝင်ပိုင်းကိုကြောင်းကြံဝင်စားလို့ဝေဒနာဘလောက်တက်တဏှာဘလောက်ထွက်နောက်တော့တကယ်လို့ကြည့်တော့အစတော့ဒီလိုပါဘူးလေကြောက်ရင်ဖြစ်နေတာပေါ့နောက်တော့တက်ဆန်းဝေဒနာထွက်ဆန်းတဏှာဆိုတက်ပါစေလွတ်ချလိုက်လက်ခနဲ့ပဲကိုကဘာမှမလုပ်ဘဲနဲ့ဒီလိုလေးစောင့်ကြည့်လွတ်ကြည့်လိုက်တာစိမ့်လေးကြည့်နေတာဟောတဏှာလုံးမဲ့ယုံမဲ့ကုတ်မဲ့ကတ်မဲ့နဲ့တွဲမဲ့ဆိုရောညစ်မဲ့ချုပ်မဲ့ဆိုရုပ်ကြီးကိုဆုံးမဲ့ကုတ်မဲ့ပေါ်မလာဘူးလားကိုကခါစိမ့်လေးပဲကြည့်နေတာကြည့်တော့သူဘာပြောဆုံးသံခန္ဓာလေပေါ့ဒါနသမရှင်မှသူထဲတော့နောက်မလာဘူးလား
ထဲမှန်းသိလောင်းမှန်းသိရင်အလူခံနဲ့အလူခံဘုရားမလာဘူးလားခရစ်ယာန်မွတ်စလင်သွားပြီးအလူခံလို့ရလားမရတော့သွားအလူခံအောင်လားအဲ့ဒီအရင်မလာနဲ့လို့ပြောတာလားကိုကမလာအလူခံနဲ့လူကမလာတော့တာအေးတဏှာသွားတတ်တာမဟုတ်ဘူးကိုကနည်းနည်းလေးဆိုပေးပြီးပါပြီနည်းနည်းလေးထည့်ပါအောင်ဆိုပို့ထည့်ပေးလိုက်တော့ဘာပါတဏှာတော့ဘာပါမသွားဘူးလားထဲမှန်းသိတောင်းမှန်းသိအလိုလိုက်မှန်းသိတော့လက်ရောမှန်းသိတော့တဏှာလည်းလာမတောင်းဘူးလားလက်ရောမှုကိုမတောင်းတော့ဘူးမလက်ရောတော့ဘူးဆိုပြီးတော့လက်ရောလို့မှုလို့ကြီးပြီးတော့စွန့်လွတ်ပြီးဒီတိုင်းနေတဲ့ခါတဏှာလာတောင်းသေးလားတဏှာကိုတတ်တာလားမဟုတ်ပါဘူးတဏှာကိုတတ်တာလည်းမဟုတ်ပါဘူးတဏှာသူ့ဘာသူនិရောဓခန္ဓာနေရာမရလို့ထုတ်သွားတာကိုတတ်တာမဟုတ်ဘူးအဲ့လိုဆိုတဏှာនិရောဓနိဗ္ဗာန်ဆိုပြီးတဏှာစိတ်စီတဏှာမှလွတ်မသွားဘူးလားတရင်ကဝိခမနာသမုတ်စေတာအေးအဲ့လိုကြတော့တဏှာတော့ရှိသေးတယ်နော်တဏှာနေရာမရတော့တဏှာကြောင့်သိသွားပြီတဏှာကိုမြင်ပြီးဒီတဏှာခန္ဓာမှာမထားတော့ဘူးဆိုပြီးတော့အပြတ်ဖြတ်ရင်ဖြတ်မဖြတ်လို့ရှိရင်စိတ်ကိုတဏှာမှလွတ်အောင်နော်လှုပ်ကြည့်ပြီးနေတဲ့စိတ်ကိုစွန့်လွတ်ပြီးတော့လိုက်ရောမှုကိုနည်းနည်းမှမလိုက်ရောတော့ပဲနဲ့လိုက်ရောလို့ကိုအကျွင်းမဲ့စွန့်လွတ်ပြီးတော့ကဲတောင်းတန်းစရဏဆိုလှုပ်မဲ့ကြည့်နေလိုက်တယ်ပြင်မဲ့ကြည့်နေလိမ့်မယ်လိုက်ရောတာပါလားမပါပဲနဲ့လိုက်ရောလို့မှုကိုစွန့်လွတ်ပြီးကြည့်နေတော့နောက်တော့မရမှန်းပြီးတော့လာသေးလားမလာတော့ချုပ်သွားရောပေါ့ပြီးပြီအဲ့ဒါလေးပဲအဲ့လိုရပြီဆိုတော့စိတ်ဒီတဏှာမှလွတ်သွားပြီဆိုတော့ဝိပဿနာယာနိကသစ္စာလေးပါးတစ်ပြိုင်နဲ့ပေါ်ပြီးတော့လက္ခဏာတစ်ခွက်တက်သွားတာသမထယာနိကတော့တမာတိတက်ထူထောင်ပြီးတော့အဘိဇ္ဇာဒေါမနတကိုလွတ်ပြီးတော့တတိနဲ့မောဟကိုစင်ကြအောင်လုပ်ပြီးတော့ပြောင်းစင်ကြအောင်လုပ်သွားတာသမထယာနိကနိယမာဂလာတိစားတဲ့ခါမှာအခွန်နဲ့အားလုံးသိမ့်ပြီးတော့မှစားတယ်ဝိပဿနာယာနိကတကိုက်စားပြီးတကိုက်အခါအခွန်သိမ့်တယ်သူကအခွန်နဲ့အသားနဲ့တကိုက်နဲ့တပြိုင်နဲ့အသားစားတပြိုင်နဲ့အခွန်ခွာတယ်အဲ့ဒါကဝိပဿနာယာနိကနိသမထယာနိကအခွန်နေသိမ့်ပြီးတော့မှအသားကြီးတက်ရိုက်စားပါတယ်နီးအားလုံးတော့အခွန်သိမ့်ပြီးအသားစားတာတော့အတူတူပဲနီးတော့တူရဲ့လားလူရင်းကြတော့တူတယ်အဲ့ဒီလိုသမထဝိပဿနာယာနိကအနားလည်ပြီးတော့ဝိပဿနာယာနိကတကိုက်စားတကိုက်အခွန်နဲ့တူတဲ့နိဝရဏတရားနဲ့ကိလေသာကိုတပြိုင်နဲ့ပယ်ပြီးတပြိုင်နဲ့အသားနဲ့တူတဲ့ဖိုဒကလေးတွေယူသွားတာနော်ရှဲနဲ့တစ်ဖြတ်ဖြတ်တော့တစ်ဖြတ်စာပြီးမသွားဘူးလားအေးအဲ့လိုတမက်နဲ့ဒါလောကီပုပ္ပဘာကမဲ့ဆိုမက်စိပေါင်းမြောင်များစွာသူကဖြတ်မှာအဲနောက်ဆုံးအရိယာမပဲအခုလည်းဒီလိုပဲပေါ့ဒုက္ခဝေဒနာဒေါသလွတ်တဲ့လောဘအားရကိုစွန့်လွတ်ပြီးတော့စွန့်လွတ်မှုရဲ့အဆုံးဆိုပြီးတော့စိတ်ဒီတဏှာဒေါသမီးလုံးကလွတ်သွားတော့တရင်ကနေပါစွန့်လွတ်တာကသင်္ခါရဘက်ကညာရအောင်ကဆုံးပြတ်ပြီးတော့စွန့်ကိုစွန့်တော့ဘလောက်တက်ထွက်ပြီးတော့တဏှာတက်ပြီးတော့မလိုက်တော့ဘူးလို့ဆုံးပြတ်ချက်ချပုရုဇဉ်တွေလုပ်သေးလားပုရုဇဉ်နည်းနည်းလေးဟိုလိုဒီလိုလှုပ်ရှားချောင်းမလုံးနေဘူးလားအဲ့လိုလုံးမဲ့ပုရုဇဉ်အလေးကြီးကိုဘာလုပ်တာလဲစွန့်လွတ်လိုက်တယ်အကျဉ်းသားစွန့်လိုက်တော့မဲ့ဒီစိတ်ကိုခိုင်ခန့်ယူလို့ရပါပြီဆောင်းကအပေးယူတွေလုံးနေတော့မက်ကဝင်လို့ရသေးလားမရတော့အပေးယူမလုပ်တော့ဘူးဆိုတဲ့လက်ရောလုံးမှုပြုပြင်လို့မှုတဏှာအလိုကိုတောင်းခံလက်ရောပြုပြင်တဲ့သင်္ခါရတရားကိုလုံးဝကိုစွန့်လွတ်လိုက်တဲ့ခါကျတော့စိတ်ကိုတဏှာကလွတ်သွားတော့ကိလေသာနဲ့နိဝရဏတရားတို့လွတ်သွားတော့မက်စိတ်ကကောင်းကောင်းတည်လို့ရပါတော့မက်ကတဏှာကိုပန်းချမြင်အဲ့တော့တဏှာပန်းချမြင်လို့တဏှာလွတ်သွားတာနဲ့ဗျတဏှာနဲ့ရှင်မဲ့ဖြစ်တဲ့သရဘာမိတန်းချုပ်သွားတာនិရောဓဆိုရင်ချုပ်သွားတာကိုပြောတာမိတောက်နေတယ်တဏှာနဲ့စိတ်နဲ့ကပ်လို့မိတောက်တယ်တဏှာမှစိတ်မှတဏှာလွတ်သွားတာနဲ့မိချုပ်မသွားဘူးဒါကိုပဲនិရောဓလို့ပြောတာនិရောဓဆိုတာချုပ်သွားတယ်လို့ပြောတာတရင်ကမဲ့တရင်ကပုံတရင်ကនិရောဓတရင်ကနိဗ္ဗာန်အဲ့ဒါဝိပဿနာယာနိကတရင်ကအခွန်ခွာတယ်တရင်ကအသာစားတယ်ဟုတ်ပြီအဲ့ဒီလိုသဘောအဖြစ်ဝိပဿနာကျင့်တဲ့သဘောကိုနားလည်ရပြီးတော့အခုဒီဘက်ကြတော့မှနောက်နေ့ကြတော့ရှုဘက်ပြောင်းမယ်ရှင်းလဲရှင်းခဲ့ပြီရှင်းလဲရှင်းခဲ့ပြီဒုက္ခဝေဒနာမှာခုကျင့်တဲ့ကျင့်စဉ်မှာယောဂီစင်းရဲမှုမလွတ်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဒီဘုံပိုင်းရေးကြည့်လာပြီဟိုထိုင်တဲ့အခါကျတော့ဟိုဒုက္ခဝေဒနာနာတက်လာတဲ့အခါကျတော့မိမိစိတ်မှာစိတ်ကရုပ်ကိုညှိချုပ်ပြီးတော့တဏှာလောဟာလို့တော့လိုက်ရောရင်စင်းရဲလိုက်ရောလို့ကိုစွန့်လွတ်အဲ့မှာစွန့်လွတ်ရမယ်ဆိုတာကြောက်ပြီးတော့စိုးရင်ပြီးတော့ဘုံကိုညှစ်ပြီးတော့ပြီးပြီးကတ်ထားရရှိသေးလားအဲ့ဒါဥစဉ်တော့ရေးကြည့်တယ်လေဒါကမဖြစ်မနေလျှောင်းပြီးကျင့်ရင်တော့လည်းလွတ်တယ်ပေါ့လေလျှောင်းပြီးကျင့်တဲ့အခါကျတော့ခန္ဓာကိုယ်ကြီးလွတ်ကြီးစွန့်လာတော့စိတ်ချလက်ကလက်ချစွန့်လာတယ်တဏှာကလာတောင်းနေတယ်ဘုရားဆုံးကိုကလက်ရောတာတော့
လက်ရောလို့မရမှန်းသိတော့မလိုက်မရောတော့စွန့်လို့3 နာရီလောက်မနေ့ကစတင်ပြီးတော့ကျင်းနေတာအခု2 နာရီကျင်းစဉ်ကြတော့လွတ်ရလားဦးဇင်းတို့မလွတ်ဘူးဆိုရင်ဒီဥစ္စာကမဖြစ်မနေလုပ်ရမှာနော်ဘာဖြစ်လို့လဲဆိုတော့ဒါတရားဆိုတာမိမိညီကောင်းဆရာကောင်းလူချင်းတို့လာကြတယ်တကယ်တမ်းကျတော့ဒုက္ခဝေဒနာမှာဆင်းရဲမှုလုပ်ဖို့ဆိုတာပဓာနာလုပ်ငန်းဖြစ်တယ်အဲဒီဥစ္စာကမိမိသဘောတော့ပေါက်တယ်မလိုက်နိုင်သေးဘူးဆိုရင်ဒါမိမိရဲ့တောင်းလေအဲ့မှာနားမလည်ဘူးဆိုရင်ဒီခန္ဓာမှာဦးဇင်းတို့ကမဖြစ်မနေဖြစ်ရှင်းပြရဒီရှုပ်ကနားမလည်ဘူးရှုပ်ကမထင်ရှားဘူးဦးဇင်းအနေနဲ့ဒီဘဝင်ပိုင်းဆိုတဲ့ဒါဝိက္ခမနကျင့်စဉ်ဒါမဖြစ်မနေယောဂီတိုင်းအောင်မြင်ရမယ့်ကိစ္စနောက်တစ်ခုကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်လည်းလိုတယ်ပေါ့ပဓာနာကဆရာပြတဲ့လမ်းကြောင်းကမှားလားမှန်လားဒါအရေးကြီးဆရာပြတဲ့လမ်းကြောင်းမှန်ရင်သားနဲ့မိမိအား၅ပါးနည်းလားများလားဒါလည်းအရေးကြီးဆရာပြတဲ့လမ်းကြောင်းလည်းမှန်တယ်မိမိရှုွက်ကလည်းစနစ်တကျတရားနဲ့ရှုတယ်ဆိုလို့ရှိရင်လွတ်ကိုလွတ်နည်းနည်းလေးမေးထားရင်နည်းနည်းလေးစဉ်းပါနည်းနည်းလေးထိန်းထားရင်နည်းနည်းလေးစဉ်းပါစိတ်ချလက်ချနော်လွတ်ချလိုက်တာခန္ဓာရင်ဒီကိုစိတ်နဲ့ထိန်းချုပ်မထားတော့ဘဲနဲ့ခန္ဓာကိုထိန်းချုပ်လို့မှုအဲ့ဒီဟာတွေကအကုန်လုံးစိတ်ကထိန်းချုပ်ထားတဲ့အလုပ်တွေအကုန်လုံးနားပြတာထိန်းချုပ်လို့မှုတွေမရှိတော့ဘဲနဲ့အဲ့ဒါတွေအကုန်လုံးဆုံးလုံးပြီးတော့နေတာပြုံးပြုံးကြပြစ်ချထားလိုက်တာအခွန်ချုပ်လိုက်တာသိခြင်းသိတက်ခြင်းတက်ကြိုးကြိုးပဲပဲဒီခန္ဓာတို့ကြီးနေပါစေတော့ဆိုပြီးတော့အဲ့ဒီလိုဆုံးဖြတ်ချက်နဲ့လုံးလုံးကြီးလွတ်ချလိုက်မှအဲ့တော့ဘုံရကြနည်းနည်းလေးထိန်းထားရင်တန်ရုံးစင်နည်းနည်းလေးကတ်ရင်နည်းနည်းလေးစင်းအဲ့တော့ဒုက္ခဝေဒနာနဲ့ရလို့ဆင်းရဲမှုမလွတ်ဘူးဆိုတာကမိမိတဏှာဒိဋ္ဌိလက်တဲ့ကိုစိတ်ကိုနည်းနည်းပေးထားတော့လိုက်ရောပြီးတော့တတိညာပညာနဲ့တဏှာကိုလိုက်ရောပိုင်းခြားရှုရမယ်စားနိရောဓသစ္စာရဲ့ကိစ္စဉာဏ်ရရှင်းစိတ်တဏှာတောင်းခန္ဓာကိုနောက်စိတ်တဏှာကလိုက်ရောပြီးကံသိပြုလို့ရမယ်စားမပြုလို့လိုပဲနဲ့ပြုလို့လိုမှုကိုအကျွင်းမဲ့ဆုံးလုံးလိုက်ပြီးတော့နော်စောင့်ရှုနေမယ်ဆိုရင်အဲ့ဘုရားကြာဝင်ကြတယ်အဲ့ဒါဥစဉ်ဝိက္ခမနကျင့်စဉ်လို့ခေါ်ရတယ်အဲ့ဒါသမုတ်စေတာမဟုတ်သေးဘူးဒုက္ခဝေဒနာတက်လာပြီဆိုလို့ရှိရင်တဏှာပေါ်မလာဘူးလားပေါ်ပါဗျာအဲ့ဒီနေရာမှာတဏှာကရှေ့စိတ်ကလှုပ်ချင်နေပြင်းနေတယ်ဆိုပြီးတော့လှုပ်ပြင်ဖို့အတွက်ကာယကံမြောက်အောင်နောက်စိတ်ကဘဝင်ကုန်ကြည့်ပြီးတော့မှခန္ဓာအင်းကြီးကိုပြုပြင်ရတယ်အဲ့တော့အဲ့ဒါကိုမလိုက်ရောတော့ပဲနဲ့လိုက်ရောလို့မှုကိုစွန့်လွတ်ပြီးတော့အဲ့လိုနေမှဝင်ကြတယ်အဲ့ကျတော့လွတ်မသွားဘူးလားလွတ်သွားတယ်တဏှာချုပ်ပြီလားတဏှာမချုပ်သေးဘူးတဏှာမရှိဘူးလားရှိပါတယ်ရှိတယ်ကျင့်စဉ်ရဲ့သဘောတရားလေးကဒါပဲအာနာပါနကမ္မထာတော့စိတ်ကိုတဏှာနဲ့ပြိုင်ဆွဲတယ်တဏှာမှဘာမှလည်းမသိပဲနဲ့နော်ကိုကနာသီဝကတဲ့တဏှာအောက်ဆွဲချတယ်ကိုကတခါစိတ်ကိုနာသီဝရောင်ဆွဲတင်အာဃဝနဲ့ဆွဲတင်တော့မှလွတ်သွားတော့မှရတယ်နော်တတိပြန်လွတ်တာနဲ့ပြန်ကြတယ်အခုဝိက္ခမနဗဟံဘောင်းချင်းချင်းစမှာလည်းဒီလိုပဲတဏှာနဲ့တရားပညာနဲ့ပြိုင်ပြီးတော့နော်မိမိကကမ္မထာအာယုံကိုယူပြီးတော့စိတ်ကိုကမ္မထာအောင်မှာပို့ပြီးတော့တဏှာလက်ထက်ကိုစိတ်ကိုမပေးဘဲနဲ့တရားပညာနဲ့နော်စိတ်ကိုသိမ့်စီပြီးတော့ဒါတရားချင်းနေတဏှာနောက်မှရှိနေအခုဘဝင်ပိုင်းမှာလည်းဒီလိုပဲတဏှာကိုတော့ပိုင်းခြားတော့မြင်နေတဏှာကိုပိုင်းခြားမြင်ပြီးတော့တရင်ကဗဟံဝိက္ခမနဗဟံအဖြစ်မြင်တော့တဏှာကိုစိတ်ကိုလက်တဏှာလက်စိတ်ကိုပြီးမဲ့အစားတဏှာကိုပိုင်းခြားမြင်ပြီးတော့လိုက်ရောမဲ့နောက်စိတ်ကိုမစိတ်နဲ့အစားထိုးလိုက်တော့တဏှာစိတ်ကိုရသေးလားဒါတဏှာတော့မရှိဘူးလားရှိသေးတယ်အဲ့လိုဆိုဦးဇင်းတို့ဒီတဏှာရှိနေသေးလို့ရှိရင်ထောင်မလားပေါ့နောက်တစ်ဆင့်တက်တာအခုကဘဝင်ပိုင်းအပြင်ဘဝင်ကိုချပြီးတော့သို့မဟုတ်ခန္ဓာကိုအခွန်ချုပ်ပြီးတော့တဏှာဘလောက်တက်တယ်ဝေဒနာဘလောက်တက်တယ်နေပါစီတော့ဆိုပြီးတော့တခါအကျွင်းမဲ့စွန့်လို့ချရတဲ့ခါကျဘဝင်ကြသူနေခြင်းလောက်တော့နေလို့ရဒါနဲ့တဏှာတော့ရှိတယ်တော့နောက်တစ်ဆင့်တက်တယ်ဆိုတာဒီတဏှာကိုဒီခန္ဓာမှာမထားတော့ဘူးနောက်တစ်ဆင့်တက်ပြီအကျင့်စဉ်တက်တယ်ဆိုတာလူတက်တာအဲ့တော့ကြံနေသေးလို့ရှိရင်နောက်ကြောင်းဘယ်တော့မှအိမ်မှာမဟုတ်လို့ဒီတဏှာကိုတော့
ဒီခန္ဓာမှာမထားတော့ဘူးဆိုပြီးတော့တဏှာကိုဘောထုတ်ပြီးအကျွမ်းမဲ့ပယ်တတ်လိုက်တယ်အဲ့ဒါကြတော့နောက်တစ်ဆင့်တက်မသွားဘူးလားတက်သွားတယ်မတက်ချင်ကြဘူးဒီဘုံဝင်ပိုင်းကြတော့တဏှာရှိနေတယ်တဏှာကိုပိုင်းခြားမြင်တယ်တဏှာနဲ့တိုက်ရိုက်ရှုပြီးတော့တိုက်ရိုက်ရင်ဆိုင်တွေ့ပြီးတော့တဏှာကိုအနတ္တအနိစ္စနဲ့ရှုပြီးတော့စိတ်ကိုတရားပညာနဲ့ယူတာနောက်ဆုံးတော့စိတ်နဲ့တရားပညာရယူမှုပဲဘလို့ဖြစ်ဖြစ်ဆုံးသွားတာကြီးပဲလေးနဲ့နာသူကထိတိကတော့မှလည်းစိတ်လိုလိုက်ပြီးတော့ရုပ်ကိုပြုပြင်တဲ့အလုပ်ကိုမလုပ်တော့ဘဲနဲ့လှုပ်လို့တဲ့အမှုကိုဆုံးပြီးတော့စိတ်ကိုနာသူကထိတိကရအောင်တရားပညာလက်ထက်ရအောင်ဆွဲယူတာပဲလူရင်းကဒါပဲနော်အခုကြတော့တဏှာတဲ့ရှိလို့ဆိုရင်တဏှာရှိတယ်မချုပ်သေးဘူးအဲ့တော့တဏှာကိုပယ်တတ်တော့မယ်ဆိုတဲ့နောက်အလုပ်တစ်လုပ်ပေါ်လာတယ်အဲ့ဒါကြတော့မဟာပလင်ကျင့်စဉ်ဘာကျင့်စဉ်လဲမဟာပလင်ကျင့်အဲ့တော့တရားကျင့်ဆိုတဲ့သဘောပေါ်မသွားဘူးလားဒီတော့လေဟာဒီယုတ်ကြီးတတ်တဲ့အခါမှာစိတ်ကိုတဏှာကလာဆွဲမှာအဲ့ဒါကိုလိုက်ရောမှုကိုစွန့်လို့ပြီးတော့အကျွေးမဲ့စွန့်လို့ဆရာမရှိအောင်ပဲအကုန်ကဲမင်းဘလောက်တောင်းတော့မလိုက်ရောတော့ဘူးဆိုပြီးတော့အကျွေးမဲ့စွန့်လို့ရှိရင်ဝင်ကြပါဝင်ကြရတဲ့ခါကျတော့ဒုက္ခတော့ရှိတယ်ဆင်းရဲတာရှိသေးလားမရှိတော့ဘူးအဲ့လိုဆိုရင်ယောဂီတို့စဉ်းစားစိတ်တော့ရှိတယ်အရင်တော့ဒုက္ခနဲ့တွေ့လိုက်ရင်ဆင်းရဲတယ်နားရဲကြိုက်တယ်လို့ဖြစ်တယ်အခုစိတ်တော့ရှိတယ်ဆင်းရဲတာမရှိဘူးအဲ့ဒါဘာကွာတာလဲဘုံချားမသွားဘူးလားပထမဘုံမကြခင်စိတ်ကြီးတင်းနေအောင်ဇောကတ်အဲ့ဒါလောဘဇောဒေါသဇောတို့ရဲ့လက္ခဏာပဲအဲ့ဘုံရဲ့ဆိုတဲ့စိတ်ကြီးစိတ်တရားနှလုံးအိမ်ပေါ့နှလုံးအိမ်ကလှုပ်နေတာပေါ့နှလုံးအိမ်တင်းတာပေါ့နှလုံးအိမ်ခုန်တာပေါ့ဒေါသကြည့်တော့နှလုံးလေးဒေးဒေးနဲ့ခုန်မလာဘူးလားအဲ့ဒါဘုံဝင်ခုန်တယ်လို့ပဲခေါ်တာအဲ့ဒီဇောတက်တာတချို့အဲ့ဒီဇောတက်ပြီးသေသွားတယ်လေငါအဲ့လိုသေသွားတာရင်ဝင်တာကြာဆိုတာဒါပဲတချို့ဒေါသကြီးပြီးသေးတယ်ဆိုတာလည်းဒါပဲဆုတ်သွားတယ်အဲ့လိုဆိုရင်ဥဒုဇဉ်နဲ့အရိယဘာကွာသလဲဆိုတဲ့နေချပါပြီအဲ့ဒီဘုံဝင်မကြခင်ဟာရိပကနေကပုရုဇဉ်တို့ရဲ့ဒလိပုရုဇဉ်နဲ့အန္တဘာလပုရုဇဉ်တို့နဲ့စိတ်ပေါင်းစုံဇယိုက်ပေါင်းစုံနော်အသွင်ပေါင်းစုံအမျိုးမျိုးနဲ့နေကြအဲ့လိုနေတဲ့အတွက်ကြောင့်ဘုံကျမ်းခက်ထန်ကျမ်းနဲ့နေအဲ့ဒီစိတ်ဇောလီနေကိုအခုတတိဉာဏ်ပညာတည်းဟူသောအရိယအလိအရိယစိတ်နဲ့ပုရုဇဉ်တို့တိုင်းလှုပ်ချင်အောင်လုပ်မယ်ထင်အောင်လုပ်မယ်ဆိုတဲ့စိတ်တွေစွန့်ပြီးတော့တဏှာအနတ္တပဲလို့စောင့်ရှုလိုက်တော့အဲ့ဒီအရင်တော့လောဘဒေါသအလျောက်ခက်ထန်နေတဲ့ဘုံညာငြိမ်းမသွားဘူးလားငြိမ်းသွားတယ်အဲ့ဒါကလကာချားလိုက်တယ်လို့ချားအဲ့လိုငြိမ်းကြတော့စိတ်တော့ရှိတယ်လောဘဒေါသမောဟနဲ့ပုရုဇဉ်အလေးတွေပေါ်သေးလားမပေါ်တော့ဘူးအဲ့ဒါပုရုဇဉ်နဲ့အရိယာနဲ့ဒီဘက်ကိုချားပြီးအဲ့ဒါဒီဘာနဲ့တူလဲဆိုရင်တဲ့လူတယောက်ကသချမ်းသာတဲ့သတိအလွန်ချမ်းသာတဲ့အတွက်ကြောင့်ဝန်းရံကြီးခတ်ထားတယ်အိမ်တိုင်းကြီးခတ်ထားတယ်အဲ့ဒီမှာအိမ်တိုက်ကြီးဆောက်ထားတယ်အဲ့အိမ်နဲ့ဝန်းရံကြားထဲမှာလည်းပေါင်းကြီးနေရှိအိမ်မှာယူတက်တော့တကားပေါက်တော့ရှိအိမ်ထဲမှာလည်းဖာနီချာတွေအပြည့်စုံရှိအဲ့ဒီမှာအိတ်ခမ်းထဲမှာသူ့ရဲ့အရေးဖိုးတံပရမတွေထားတယ်ဆိုတော့သူအိတ်တဲ့နေရာရဲ့သူအိမ်ကန်းနေရာရဲ့ခြံထဲရဲ့ခြံမြေရဲ့ဆိုလေးဌာနမရှိဘူးလားရှိတယ်အဲ့လိုလေးဌာနရှိအိမ်ခြံမြေကတော့လူပေါင်းစုံပေါ့လူတိုင်းသွားလာလှုပ်ရှားလို့ရတဲ့နေဟုတ်ပြီလားမိမိခြံမြေဘက်ကညီသူမဆိုခိုးရောတလိษံရောတခိုးရောတမြောက်သွားလို့မရဘူးလားများတယ်အဲ့လိုသွားရရတယ်နေအဲ့ဒီနေနဲ့မိမိခြံဝိုင်းကြီးနဲ့ချားမထားဘူးလားချားထားတယ်အဲ့မှာအထွက်ဝင်တကားပေါက်တော့ရှိမိမိအိမ်ထဲကနေပြီးတော့အပြင်ထွက်မှဆိုလို့ရှိရင်အပြင်ဈေးပေါင်းစုံနဲ့ရောက်သွားရောအဲ့ဒီကနေပြန်ဝင်လာမှဆိုရင်မိမိအိမ်တကားကြီးကိုဖွင့်ပြီးတော့ခြံတကားကိုဖွင့်ပြီးတော့ဝင်းတကားကြီးဖွင့်ပြီးတော့ပြန်ပိတ်လိုက်တဲ့အခါမှာအပြင်လောကသားတွေအထက်ဝင်လို့ရသေးလားမရတော့ဘူးအိမ်မရှင်တစ်ထေးဘုံနေရတယ်လူပေါင်းစုံဝင်လို့မရတော့အခုလည်းဒီလိုပဲပထမဘုံချားသွားတဲ့ဘုံကျသွားတဲ့အချိန်ဟာမကြခင်ဟိုဘက်ကတော့ပုရုဇဉ်တို့အနေနော်လောဘလျောက်ဒေါသလျောက်မာနလျောက်နော်အမျိုးမျိုးပြုကျင်နိုင်ပြုတဲ့ဗျံပရာဘယုတ်ဒုက္ခနေဒေါလလောသောကတွေများတယ်အခုဘုံဝင်တစ်ချက်ကြာသွားတော့ဇောလင်ကြာသွားတဲ့ခါကျတော့ပုရုဇဉ်စိတ်ကြမ်းနေရှိသေးလားအေးအဲ့ဒါပုရုဇဉ်နဲ့အရိယာနဲ့အဲ့လိုချာတမထယာနိကချင်းတို့ပထမဇန်ရောက်လဲဘုံကြာပထမဇန်သို့မရောက်ခင်မှာအောက်ကလောဘဇောဒေါသဇောအဲ့ဇောတွေနဲ့စိတ်ကို
ပထမဇန်နဲ့ပြိုင်ပြီးမဆွဲဘူးလားဆွဲတယ်ဆွဲတဲ့ခါကျတော့လောဘဒေါသဇောကလည်းအောက်ကိုဆွဲတယ်ဇန်ဇောကလည်းကတိုင်းပညာအာယုံနဲ့ကမ္မထံကိုဆွဲတယ်ဆွဲလို့မူလကမ္မထံမှာဝိတဝိသရပီတိဒုက္ခဆိုပြီးတော့ကမ္မထံစိတ်ကလေးတဏှာနဲ့လည်းတည်သွားရောမူလခန္ဓာနဲ့တော့ကာမိသနာဗျာပါဒနိဝရတရားတို့ရဲ့စိတ်အလင်းဟောဒီအဟုံးကြောင့်ခက်တန်နေတဲ့ဇောတွေရှိပါတော့မလားဝင်ကြပါဒါတော့ဘယ်လိုဝင်ဒီတိုင်းပဲတော့ဘယ်လိုကြင့်ဘယ်မူနဲ့ကြင့်ဘယ်ဆရာနဲ့ကြင့်ဘယ်ကမ္မထမ်းနဲ့ကြင့်အခြေခံမူလသီလဝိသုဒ္ဓိစေတဝိသုဒ္ဓိကြင့်စဉ်သည်တလေးပါဖောက်ပြန်တဲ့ဒုက္ခဝိညာဉ်နဲ့အရင်ဆိုင်ရသည်အဲ့လိုရင်ဆိုင်ရပြီဆိုတာနဲ့ဗဟိတကာမရာဂဗျာပါဒဒေါသအဲ့ဒီစိတ်တွေတဲ့ခန္ဓာတလေးပါဖောက်ပြန်တဲ့ဒုက္ခမှာဒေါသလောဘဇောတွေအဲ့ခက်တန်တဲ့ဇောတွေအလင်းတန်းဇောတွေဖြစ်တယ်အဲ့ဒါကမဖြစ်မနေရင်ဆိုင်ရတယ်အပြည့်လို့ရင်ဆိုင်လာတဲ့အခါမှာအဲ့ဒီစိတ်တွေနဲ့တဏမာနဒိဋ္ဌိကိုလိမ့်ပြန်တဲ့ဟာနဲ့မိမိရဲ့ကမ္မထာနဲ့အလဲဖယ်ဆွဲယူရတာအခြားနည်းရှိပါတော့မလားမရှိဘူးအဲ့ဒီအလုပ်ပြင်ဒီပြင်ဘယ်လိုလုံးလုံးမှဝင်လို့မရဘူးလေဝင်လေးကြိုက်တယ်လို့ကမ္မထာကျင့်လေးကြိုက်တယ်လို့အနိစ္စဒုက္ခအနတ္တလုံးတော့ဝေဒနာလက်တက်ကောဒုက္ခလို့တဲ့ဈေးရနေတာပဲချမ်းသာရရှိလို့လားအနိစ္စလို့တော့ချမ်းသာလို့လားအဲ့ဒါလုံးနေပြင်နာပြင်ပေးလေးရတယ်စိတ်ထဲမှာမချမ်းသာဘူးနောက်တစ်ခါပြန်လာတော့လေကိုကကြက်တဲ့ကမ္မထာမှဘယ်လိုမှငယ်တိတ်မှဘယ်လိုလားရင်ကြိုက်ပဲဖောင်းနေပိုင်းနေနာသီဝကြိုက်တာမှတခုခုတဲတော့တရားမှာပဲစိတ်ချင်းပဲရှုဘာနဲ့လာတွေ့မလဲဒုက္ခနဲ့ပဲလာတွေ့မှာခန္ဓာတလေးပါးနဲ့ပဲရင်မဆိုင်ရဘူးလားရင်ဆိုင်တော့လောဘဒေါသဇောတွေစိတ်မှာမကဘူးလားအဲ့ဒါကိုအရင်တားဆီးမှာပဲအဲ့ဒါကလွတ်အောင်ပထမအလုပ်ပဲအဲ့ဒီပြင်လွဲလို့ရသေးလားအေးအဲ့ဒါတရားကျင့်တဲ့အဓိပ္ပာယ်လမ်းကြောင်းကထင်ရကျင့်လို့မရဘူးအဲ့ဒီလောဘဒေါသဇောအလင်းတွေကိုကြောင့်ဒီစိတ်ကတင်းလာတာကြီးကိုအဲ့ဒီဂျာရီနဲ့အိဋ္ဌဒုက္ခအနတ္တဝိပဿနာလိုက်ရှုလို့ရပါမလားမရတော့တဏှာကြီးဆိုတဲ့ဇာလန်းစားတော့တာမျိုးဟုတ်ပြီလားတဏှာကြီးတဲ့ပုံကျင့်လို့ရပါတော့မလားမရတော့ဘူးကမ္မထာနေပြောက်ပြီးတော့တခါတည်းအကုန်ထပြေကုန်ပါရိပ်သာတွေမှာနှစ်နာရီတာအခုလိုဝေဒနာမှတဏှာကိုပိုင်းခြားမမြင်မင်းနဲ့မူလကမ္မထာမှာတမာရီကိုရောက်အောင်ခိုင်းမှမဖို့ပဲနဲ့နော်အနိစ္စဒုက္ခအနတ္တဆိုပြီးဝိပဿနာတာပြအဲ့ပုဂ္ဂိုလ်နှစ်နာရီပြောင်းပြလို့မရဘူးကျုံးပြန်သွားမှာပဲစိတ်ရှိနဲ့ဇွဲကောင်းနဲ့ရှုတဲ့တရားမှာတယောက်ပဲရဒါပေမဲ့လမ်းကြောင်းကအတိတ်ပဲဟာတဏှာကြောင့်ဆင်းရဲပါတယ်တဏှာသည်စိတ်နဲ့ဒေါသတို့ကိုဆက်ဆက်တတ်ပါတယ်လို့အကြောင်းတရားသမှုတရားကိုပိုင်းခြားမမြင်မပယ်ပဲနဲ့အဲ့ဒီပုဂ္ဂိုလ်ဒီဒုက္ခဝေဒနာမှာလွတ်ရိုးထုံးတာမရှိဘူးနော်အဲ့ဒါကြိုက်တယ်လို့နေကြိုက်တယ်လို့ဒါမေးကြိုက်တဲ့ကမ္မထာမှာမေးဘယ်ပုဂ္ဂိုလ်တစ်ပေါက်40 50ဒီပြောဒီမှာဆိုဆရာကြီးကြော်တယ်ဆိုရင်နော်သေတော့သွားပြီအခုကျောင်းဆရာကြီး82နှစ်မှာဦးစင်းနဲ့တွေ့နော်မဟာဗလီနဲ့အောင်ဝင်လဲကြတော့သူကဖောက်ပြန်နေညွတ်တဲ့ခန္ဓာတစ်ခါတန်းရတာတခါတည်းမြင့်မှန်ကြီးမမပြီးငုံလိုက်တာတပြီးတော့ဂျပန်ခေတ်ဘုံကျဲတဲ့ကြားတွေကထန်တော်တဲ့အဲ့ဒါတရားလိုက်ကျင်နေတာတော့ကြောက်ဖို့စီကကောင်းတယ်ဆိုလို့သင်္ချိုင်းကုန်းသွားမြန်ပြီးတော့ကြသထုံဆိုလို့သထုံသွားရမြန်ပြီးမော်လို့အဲ့ဒီလိုလျှောက်ပြီးတော့နော်ဒီကိုယ်စိနဲ့ကိုယ်နဲ့အိပ်ရလိုက်ထမ်းပြီးသွားခဲ့ရတာအချိန်ကုန်များလာပါပြီဗျာအခုမှပဲဒုက္ခဝေဒနာမှာဒေါသလွတ်ပြီးတော့နော်ဒေါသဇောတွေချုပ်ပြီးတော့ဒီစိတ်ကလေးအခုမှပဲရဘူးပါတယ်ဗျာတဲ့အရင်တော့ကိုယ့်ကိုယ်တော့ဟုတ်နေတာပဲကိုယ့်ဟာနဲ့ကိုယ်ဟုတ်နေတာတကယ်တမ်းကျတော့မသိစိတ်ကဖုံးထားတာအခုမှပေါ်တယ်ကြာထိုင်လို့ရှိရင်ဝိညာတက်လာလို့ရှိရင်အဲ့ဒါတော်ပြီပြောင်းလိုက်မယ်ကမ္မထမ်းပြောင်းလိုက်မယ်နဲ့ကိုယ်နဲ့တော်ပြီနဲ့အဲ့ဒီလိုနဲ့အာသာပြေခဲ့တာနှစ်ပေါင်း45နှစ်ကျော်ခဲ့ပါပြီကဲနေလားဗျာတကယ်လို့ချင်းလို့အဲ့ပုဂ္ဂိုလ်အဲ့ဒါကြောင့်မလို့ယောဂီတို့လည်းတွေ့လိမ့်မယ်ခန္ဓာပါသည်ဒုက္ခရှိမယ်ဒုက္ခရှိသည်တဏှာသည်စိတ်နဲ့ဒိဋ္ဌိတို့ဒေါသတို့ဆက်ဆက်လိမ့်မယ်အဲ့ဒီဆက်ဆက်တဲ့သဘောကိုမှမသိဘဲနဲ့တရားလိုက်ရှုနေလို့ကတော့နော်ကမ္မထမ်းမှမမြင်ဘူးအဲ့တော့ဘယ်လိုဖြစ်လာလဲလူတွေကတရားကြမထိုင်ရင်ဘူးပြင်းတာဟုတ်ပြီလားထိုင်တော့ထိုင်မှတဲ့မနဲ့နာရီဝက်လောက်တနာရီလောက်နာရီဝက်လောက်တနာရီလောက်နဲ့အဲ့ဒီတည်းမြန်ပို့တာရှိလို့လားရှိဘူးတောထဲသွားမယ်တစိမ့်ရင်သွားမယ်ဆိုတော့သွားကျင်တာသွားကျင်လေအရသာမှမတွေ့တာတရားအရသာမတွေ့တော့တခါလိုက်လဲဟိုလိုဒီလိုနဲ့မှတ်လိုက်ဟိုလိုတွေးဒီလိုတွေးနဲ့ဝေဒနာတက်တော့ထသွားပြန်ပြင်းတော့စိတ်မရှိတော်ပြီတကယ်ကိုယ့်အကိုထိုင်နေကိုယ့်အကိုပဲဖြုတ်တယ်မဟုတ်လားငါထိုင်ပြီးငါဖြုတ်မသွားဘူးလားငါပဲပြုတ်ကြသွားတာငါဖြုတ်ခံနေရအဲ့ဒါနဲ့ပြသွားပြန်ပြီတည့်နောက်တော့ဂျိုးပြီးနံပြီးအာသာပြီးအဲ့လိုဖြစ်နေတယ်ဒီနေ့တဏှာကြီးတော့တော်ပြီပေါ့အဲ့လောက်ပဲရတယ်ရှိမှမရတာရှေ့ဆက်လို့ဘောကလည်းနိဗ္ဗာန်တရားကိုမပယ်နိုင်တော့ပြင်းနေတော့ရှေ့ဆက်ကြရှိသေးတာအဲ့ဒါနဲ့ဂျိုးပြီးနံပြီးဆိုတဲ့အဆင့်မျိုးရောက်သွားပြီးတော့
ကိုယ့်အကိုဖြည့်သေးကြွေးပြီးအာဘဖြည့်နေတော်ပြီဒီလောက်ကြီးဒီလောက်ဆိုတော်ပြီတော့အဲ့တော့တရားဓမ္မတွေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခန္ဓာဒုက္ခပေါ်မှာဖန်တီးတတ်တဲ့တဏှာနဲ့နိဗ္ဗာန်တရားတွေကိုပယ်တတ်တဲ့အလုပ်မပယ်တတ်တော့ကိလေသာနဲ့နိဗ္ဗာန်တရားတွေစိတ်မှာမအုပ်ချုပ်နေဘူးလားအဲ့ဒီအတွက်ကြောင့်အဲ့ဒီအုပ်ချုပ်မှုမှမလွန်မြောက်နိုင်တော့တဏှာကနဖားကျိုးဆွဲဆိုလာခဲ့ဆိုအသာလေးဆိုငေါငေါပါပါတော်ပြီထော်ပြီတော်ပြီနဲ့ပြုတ်ပြုတ်မသွားဘူးလားတရားထိုင်မှာတော့ဟန်မဟန်ပြင်းတာပဲဟန်ပြင်းနေပဲတော်တော့ပါပြီဆိုတာဖြစ်သွားတာဘယ်နောက်ပါသွားတာတဏှာနာငေါငေါပါပါပြန်တာအဲ့ဒါကြောင့်မလို့တကယ်လုပ်ကြည့်ပါတကယ်တရားဆိုတာကခုနလုံးပြီးတဲ့ကောသီစစိတ်မရှိတဲ့အနုတ္တိယဒေါသခန္ဓာကိုယ်ဓာတ်လေးပါးပြင်းထန်စွာဖောက်ပြန်လို့မခံနိုင်တဲ့ဒေါသနောက်ဖွက်တတ်တဲ့တဏှာအဲ့ဒီနိဗ္ဗာန်တရားတွေကိုမှတန်ရှင်းမလောက်ထားတဲ့ပုဂ္ဂိုလ်ကတရားကျင့်ရမှာပြင်းနေကြားတယ်ကြောက်တယ်ဖြစ်အဲ့ဒါဒီအောင်မြင်တဲ့ပုဂ္ဂိုလ်ကြတော့ဗာပြောရတယ်တရားနဲ့ပဲနေကျင်တော့တယ်တရားကိုမလွတ်ချင်တော့ဘူးတရားလွတ်ပြီးတော့မနေနိုင်တော့ဘူးအဲ့လိုဖြစ်လာတယ်အဲ့တော့ယောဂီတို့စဉ်းစားရမယ်အခုကျင့်စဉ်မှာကိုယ်ကိုသိလက်တရားဖြုတ်ကနေပြီဆိုတော့လာပြီငါတရားထိုင်နေဝိညာဉ်တက်တာလဲလှုပ်တော့လှုပ်တာပဲတဏှာတလက်တရားတလက်တဏှာတဝက်တရားတဝက်နဲ့စိတ်ကိုလုံထွေးမသိမသာနေရောပြီးတော့ဒိဋ္ဌံပါဠိပြည့်ပြီဆိုမှတကလည်းအထုပ်ကြီးချတာပထမရွက်ထားတယ်ဓာန်ခါရတာကြတာအိုးရွက်ပြီးမတ်တရခိုင်းလို့ခန္ဓာကိုယ်ပေါ်မြင်အောင်ပေးကပ်ပြီးတော့နော်တတိဆိုပြီးရက်ဆိုပြီးတော့အဋ္ဌံမပြည့်ပေးကပ်ထားဟဲ့လွတ်လိုက်ဆိုတော့ तू ကဘာပြီးလွတ်မှန်းတော့ခိုင်းတာပဲစွန့်လိုက်ခန္ဓာကိုယ်ကြီးရွက်မထားနဲ့ကုန်မထားနဲ့ပြောတော့ပြောတာပဲကြားတော့ကြားတာပဲကိုကတော့တဏှာနောက်ထည့်တာခတ်တယ်ခတ်တီတီနဲ့ရတယ်ဆရာရှိရလာကြည့်တဲ့ခတ်တီတီနဲ့ပဲမျက်လုံးမပြည့်ကျုပ်လာကြည့်ရလဲဒီလိုပဲတွန့်ထားတယ်မထားတယ်ရွက်ထားတယ်ဓာန်ခတ်မနေဘူးလားအဲ့ဒါကြီးဒိဋ္ဌံပါဠိပြီးသူဆိုတော့ဘာလုပ်လိမ့်လဲရှင်းတော့ချာငါဘုရားဒီလိုလွတ်ထားလိုက်ပါလားဘာဖြစ်လို့ဒီလိုဓာန်ခတ်နေလဲပွေးတိတ်ပြီးဒုက္ခကြီးခံပြီးတော့နော်တတိရဲဘောဆိုရသွားကဲဒုက္ခကြီးရလားဒုက္ခရလားအဲ့ဒုက္ခကြီးရပြီးတော့ပွေးခါနိုင်တာအာရုံပြဟုတ်တယ်ပွေလဲပွေနိုင်တယ်နော်ဦးစင်းဒီကျိုးပြန်လို့တခင်ကန်းတို့နေတဲ့တောတဲ့တရားပြအဘောအကြောင်းအဘောဓာတ်ကိုအောက်မှာတက္ကမနေတဲ့နေရာနဲ့ဦးစင်းနေတဲ့နေရာနဲ့တူးနေတော့တဲ့နေတော့အောက်ကပြောကြားတယ်ညီတို့ဤတဲ့ဆရာတော်ဒေါသတွေဖြစ်ကုန်ပြီတဲ့ညီတို့တရားညီတို့ကလည်းနေပါပါသိခံအောင်မပေါ့ဤတဲ့ဘလူသိခံမလဲကျုပ်တို့လောက်တော့လောက်တာပေါ့ဦးရဲ့ညီတို့ခလေးမွေးတော့သိခံသေးတာပဲခုလည်းအဲ့လိုပဲသိခံလိုက်တာပေါ့ဤတဲ့အဲ့လိုကဲသူ့ဟာနဲ့သူတော့ဟုတ်မသွားဘူးလားဦးစင်းကလည်းတောသူတောသားဆိုတော့ပညာနဲ့လည်းပြောလို့မရတော့အိုင်ဒီတစ်မျိုးပြောင်းရတာခမရတို့ကျုပ်လာတာပင်မနဲ့ခမရတို့ကျုပ်ကဒေါသတွေဘာတွေဖြစ်ပေါ့ဗျာအမှန်ကလှုပ်ဒေါသအိုင်တင်လောက်ရတော့ဘယ်လိုမှသုံးလို့မရတောသူဒေါသတွေဆိုတော့အတွေးခေါ်ကနေတာဟုတ်အဲ့တော့မှသူတို့ချင်းအားပေးတဲ့စကားကြတယ်ဒီစီတော့အောင်နောက်တော့ဟုတ်တာအေးဟုတ်တာပဲအေးအဲ့လိုသိခံမသွားဘူးလားသိခံတယ်ဩအဲ့လိုပဲပေါ့ကဲရက်ရုပ်ကြီးညှိချုပ်ပြီးထားတော့ချမ်းသာလို့လားမချမ်းသာမတဲ့တောင်နေနိုင်သေးရင်ပေးကတ်ထားတော့မချမ်းသာပဲနဲ့ဆင်းရဲပြီးတော့မနေနိုင်ဘူးလားအဲ့လိုဆိုစွန့်လို့ပြီးတော့နေလိုက်တော့မရဘူးလားအဲ့ဒါအဋ္ဌံမပြီးမချင်းတခါတည်းဓာန်ကတ်ထားသလိုနေတော့လားကဲဆရာကလွတ်လိုက်ဒီခံမှာပေါ်လာမဲ့စိတ်ကိုစောင့်ရှုပါပြောလဲဒီမှာပေးထားပြီနိုင်စောင့်နေတာနိုင်တော့ပြေးတော့ပြီမပြေးမချင်းတခါတည်းပေးကနေတော့တာပဲပြေးပြီဆိုတော့မှရော့ချတာကဲအဋ္ဌံပါဠိမပြေးခင်တည်းအဲ့လိုပြေးပြီဆိုတဲ့အတိုင်းစွန့်ချတာဒါလည်းစွန့်ချတာပဲမဟုတ်ဘူးလားအေးအဲ့လိုဆိုရင်ဒါပဲလေအဲ့လိုနဲ့ပေတုံးနေအိမ်မှာလည်းခင်ဗျားတို့ပေမနေဘူးလားဒုက္ခပါပဲဆိုပြီးပေမနေဘူးလားနောက်တစ်ခါလဲယောက်ျားဆိုသားကဆိုအမလီဒုက္ခပါပဲဆိုပြီးဒုက္ခတွေကထွက်နိုင်လားလှဲ့ပတ်ကောင်းပါလားကျုပ်ယဟန္တာကမာကြီးလည်းဒီလိုပဲအရင်ကယဟန္တာကမာကြီးသူကအပြိုကြီးရတာကမဟုတ်ဆိုးပုံနဲ့ညာအဲ့ဒါဘယ်လိုလုပ်ရအောင်လဲရံဖြစ်တာတဘုံဘုံနဲ့ဟိုကလည်းထစ်ခနဲ့သူအနိုင်ကျင့်ထစ်ခနဲ့သူအနိုင်ကျင့်ပေါ့လေဒီတက္ကမကြီးကလည်းပညာရှိတယ်နော်သူတော်ကောင်းကြီးဆိုတော့အသက်ကြီးမှလည်းပေါင်းတော့နေပါစီတော့ငါနောက်တည်ယူလည်းရမှာမဟုတ်တော့အဲ့တော့ခလေးတယောက်ရတခါလေးရံဖြစ်နေတာတခါလေးသွားရင်အကိုကြီးတခါကျဆရာကြီးဆရာအောင်တော့ကြအဖေးကြီးဟာမျိုးခေါ်လိုက်ဟုတ်
ဒကမိုင်းခမရခေါ်တာလေဒီလောက်ရက်ဆက်ပြီးနှိမ့်ဆက်ပြီးရံပြည့်ညာခမရအကိုကြီးပါဆရာတော်မပေါင်းခြင်းပင်လေပေါင်းခြင်းအောင်လှဲ့ပဲ့ပေါင်းရတာပေါ့အကိုကြီးလို့တမျိုးခေါ်လိုက်နော်အဖေကြီးလို့ခေါ်လိုက်သူကဂိုင်းဆရာလည်းဂိုင်းဆရာဆိုဆရာကြီးလို့ခေါ်လိုက်အဲ့ဒါအကိုကြီးလို့အဲ့ဒါနဲ့လှဲ့ပတ်ပြီးကြံမှန်ပေါင်းတာအံ့ရုံးတရားကြတော့မရှိဘူးတရားကြတော့မအားလို့ယုံမပိတ်လို့ယုံမအားတာနဲ့ဒုက္ခကြတော့လှဲ့ပတ်ပြီးမပေါင်းလို့မရတာရတဲ့နေ့မပေါင်းလားအဲ့ဒါဘာဖြစ်လာလဲဒုက္ခကိုသိပါလေနဲ့ဒုက္ခရောက်ကြောင်းတရားကိုမိမိပိုင်းခြားပြီးရှုပါပိုင်းခြားသိစေခြင်းနဲ့တဏှာသည်စိတ်နဲ့တဏှာသည်စိတ်နဲ့လောဘဒေါသတို့မိတို့ကိုဆက်ဆက်တယ်အဲ့ဒါကိုမိမိကပိုင်းခြားပြီးတဏှာဆိုတာမင်းထွက်ခဲ့စမ်းအသိရှင်နန္ဒဖရာစုဂင်းကဝါလို့ရေတွက်လို့မရတော့ဘူးနော်ငါတို့ဒီမှာအိုတုံးနာတုံးသေတုံးလူဖြစ်တုံးရှေ့အရိယသူတော်ကောင်းတွေကဖရာတွေဘင်းသားသမီးတွေအများကြီးပြုံးသွားဘူးလားမိမိတို့ဘာဖြစ်လို့လဲအခုလိုပဲပေးနေပြီးခံခဲ့လို့အခုချိန်ထိပေခံနဲ့အိုချင်းနာချင်းနဲ့လွတ်သေးလားအဲ့တော့ဓာကြီးကိုဆွန့်လို့တော့ဒီဝါဒတွေကမကောင်းတော့ဘူးဟုတ်ပြီနော်အဲ့တော့ဘာလို့ရမလဲခန္ဓာအစဉ်တိဆောက်တဲ့တဏှာနောက်ကိုတကောက်ကောက်လိုက်ခဲ့လို့အခုကာမဝကိလေသာဝတွေခံရပြီအခုဆရာနဲ့ကေတီနှုံးတော်မှဒီကာမဝကိလေသာဝခန္ဓာဝကြီးပဲကိုတဏှာပို့တဲ့အတိုင်းတဏှာခိုင်းတဲ့အတိုင်းလိုက်မယ်ဆိုရင်ငါ့လောက်မိုက်တဲ့ကိုမရှိတော့ဘူးပေါ့အဲ့တော့နှစ်နာရီထိုင်တဲ့ဝေဒနာသိတော့ပါလားမပါပဲနဲ့အဲ့လိုဆိုရင်ကဲမင်းထွက်ခဲ့တော့တဏှာကြီးတက်စမ်းဝေဒနာမင်းတက်တော့ကြိုက်သလားမတက်တဲ့တော့ရမလားမရဘူးသေးတဲ့ထိသွားလိုက်မသေးခင်ကြည်စဲတဲ့နေနဲ့လေဖြတ်အောင်မယ်လေငန်းဆွဲအောင်မယ်အမိုးပြအောင်မယ်သွေးတက်စီးတက်နဲ့ဆေးမတော့ခြင်းမထိုးချင်ထိုးရင်ထိုးအောင်မယ်ဘယ်လိုလုပ်တာလဲသူခန္ဓာလုံးမှာတဏှာကဘာလို့လဲခန္ဓာမဖွဲ့ပေးဘူးလားအဲ့ဒါမင်းအိမ်ဆိုပြီးညာခိုင်းတယ်ကိုယ်ခန္ဓာဆိုပြီးတော့လုံးမနေရအောင်လားအေးတဏှာလှည့်စားတာခံနေရတယ်အဲ့တော့သိပြီတဏှာအခုမင်းเจ้าငါသိပြီဂါဂါဒီထောသိတဏှာမင်းเจ้าသိပြီတဲ့အရင်တော့မသိလို့တာငါ၄ဝိ၅ဝိခန္ဓာရင်ငါတိဆောက်ခဲ့တာတဲ့ဖရာအနိကဇာတိသန္တနာမဟုတ်လားအေးအခုတော့မင်းเจ้าငါသိပြီတဲ့ကဲမင်းကတော်လှန်နေပြီတဲ့နော်ယရာဝိပါဒုဘုံလိမနာအာတာပိနောဇာယတောဗေမနတပြင်းထန်တဲ့လုံလဝရိယတွေနဲ့မင်းကတော်လှန်လို့ငါအခုနိုင်ခဲ့ပြီအလကားရလားအေးဖရာလည်းဒီလိုပဲကြိုးစားထုတ်ခဲ့ရအခုတော့တက်ချင်တဲ့တရားမင်းကသေမဲ့ထီအောင်သွားမယ်မျိုးသေပြီးတော့ပုတ်တုံဘွားတော့မနာတန်းဖောက်ပြန်တဲ့ရုပ်နေပါစီတော့ယုတ်ကြီးကြိုက်တဲ့ခေတ္တသက်သာလို့ရှိလားမဖောက်ပြန်တော့ဘူးဆိုတာရှိသလားသေပြီးတော့မှဖောက်ပြန်လုံးကြီးဆိုတော့နားသလားအားသလားမအားတဲ့မျိုးမနာတဲ့မျိုးသူ့အလုပ်ကဒုက္ခပေးနေတဲ့အမျိုးသူ့အလုပ်ကရက်စက်တဲ့အလုပ်သာလုပ်တတ်တဲ့သဘောကြီးကိုချမ်းသာရမယ်ချမ်းသာရမယ်မဖြစ်ရဘူးလို့တောင်းတနေတာကောင်းလို့ရှိပါမလားမရှိနိုင်တဲ့လုပ်ကိုမလုပ်နဲ့လေနေနဲ့လက်ဘင်းလုပ်စီးတယ်ဆိုတာမှရနိုင်ဦးမယ်နေကိုလကိုဟာလာပို့တတ်ကြည့်တယ်ဆိုတာမှအဘုံကြီးရတဲ့ယဟန္တာတွေပို့တတ်ကြည့်လို့မရဘူးလားအဲ့ဒါသို့တော်လဲအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီကြီးမပြည့်စည်အောင်မဖောက်ပြန်အောင်မရက်စက်အောင်လို့တားဆီးလို့ရလားအဲ့ဒီလိုမှမရတဲ့လူကြီးငါးကြမှာဘာဖြစ်လို့ဒါကြီးတက်ကြကြောက်တာတို့ဒီဝိညာဉ်ကြီးတက်တာမကြိုက်တာတို့ဒါကြီးပျောက်စေချင်တာတို့ဖြစ်နေရတာလေမဖြစ်နိုင်တာကြီးကိုတောင်းတနေပါရောလားလို့ကိုယ့်ကိုယ်ဆုံးမလိုက်ပါဒီလောက်တောင်သူကအချိန်မြဟာမိရက်ဆက်နေတာတနေ့ကျတော့အလူအလဲသေအောင်တိုက်ကြအောင်မယ်အချွဲတကောကောနဲ့မမြင်လုံးကြီးပြူလဲနဲ့နော်မမောနိုင်ပါနဲ့တလုတ်တလက်တရှူတချိုက်ကိုပဲမနဲ့ကြိုးစားပြီးတော့အားထုတ်နေတဲ့ကြားတွေကသူကလှုပ်မရအောင်ရက်ဆက်မဲ့မျိုးရုပ်ကြီးနေတော့အဲ့ဒီနုံဘော့တဲ့ကိုလည်းထိုးနှိမ့်မဲ့တဏမင်းကတော့လာခဲ့တော့ထွက်ခဲ့တော့မင်းခိုက်တဲ့အတိုင်းကမလုပ်တော့ဘူးလုံးလို့လားမလုပ်တော့ဘူး तू ကလှုပ်ပေးပါနှိမ့်ပေးပါကုတ်ပေးပါအခုကုတ်ပေးပါဆိုကုတ်တယ်တုတ်ပေးပါဆိုတုတ်တော့ဒီကတော့အဲ့တိုင်း तू ခိုင်းကိုလည်းမလုပ်ဘူးလားအခုတော့လုံးနေသိရင်လွတ်ပါတော့မလားဒါကြောင့်မလို့အခုလေးကသူ့ကိုအောင်မီအောင်တော်လှန်ခဲ့ဘူးရင်အဲ့ဒီပုဂ္ဂိုလ်ဒီလိုတော်လှန်တဲ့စွန်းလုံးမွေးအဆုံးနော်နည်းနည်းလေးပေကတ်နည်းနည်းလေးထိန်းတာနေတော့နေနိုင်ကြပြီပေါ့နော်နေတော့နေနိုင်ပြီပဲလွတ်လွတ်လပ်လပ်မရှိဘူးဆိုရင်ဥစဉ်ဒီအဖြေကိုမလိုချင်ဘူးနေသာလို့နေသေးနိုင်သေးတာလေးထိမလိုချင်ဘူးလွတ်ကြီးတဏှလက်မှစိတ်လွတ်သွားတာကိုလိုချင်တယ်စိတ်ဒီတဏှမှလွတ်သွားပြီးတော့ဝင်းလုံးကြကြွတ်ကြီးရှုပ်လွတ်ပြီးတော့စိတ်နဲ့ယုံနဲ့တခြားသည်ဖြည်းပြီးတော့စိတ်ကကြည်ပြီးပေါ့နေတာဒါပဲလိုချင်တယ်အဲ့ဒီလိုလွတ်သွားပြီဆိုလို့ရှိရင်တစ်ချက်ရောက်ထားတာတော့မှသေကဏိကြရင်အပိုင်တော်တော့မှာ
အခုနေတာခင်ဗျားတို့ဈေးဆရာသေကန်ကြီးကျတော့အခုကလုတ်ဝေဒနာဆိုတော့မထားကြဘူးလေသေကန်ကြီးကျတော့အဟုတ်ဝေဒနာတက်မလာဘူးလားအဲ့ကျတော့ဈေးစစ်လို့ရတော့မလားအဋိဋ္ဌံပါရမီဆိုတာရှိသေးလားအဲ့တော့မှဆရာညွှန်ကြတဲ့လမ်းတခါတည်းဟုံလို့ပြီးတာအဲ့ဒီတော့ငါဒီလိုရှုခဲ့တာဒီလိုလွတ်ခဲ့တယ်ဆိုတော့လွတ်ရလမ်းပေါက်ကိုတခါတည်းပါလေပြီးတော့တာအခုတည်းကကြာကြာနာနာလွတ်ကြောင်းအောင်မြင်မြင်နော်တဏှာမင်းထွက်ခဲ့တော့ဆိုပြီးတော့ပေါ်ကြည့်သူမင်းခိုင်းတော့ခိုင်းစမ်းလှုပ်ခိုင်းစမ်းပြင်ခိုင်းစမ်းမင်းတောင်းခံစမ်းမင်းလူကငါမလိုက်တော့ပဲနဲ့မင်းကငါဂျိုးနေလားခွာနေလားငါကြည့်တော့မယ်လှုပ်ချင်တယ်ဆိုတဲ့စိတ်ပြင်းကျင်တယ်ဆိုတဲ့စိတ်မကျင်တယ်ဆိုတဲ့စိတ်ရွှေ့ကျင်တယ်ဆိုတဲ့စိတ်ပုတ်ချင်တယ်ဆိုတဲ့စိတ်ဘိုးကြီးညှစ်ချင်တယ်ဆိုတဲ့တွဲနည်းနည်းတောင်းမလာဘူးလားတောင်းလာတာကွာရှုရမယ်စားဘာလို့လာမလဲနည်းနည်းပြီးတော့ပေးနည်းနည်းများမသွားဘူးလားများလည်းများမလွတ်တတ်တော့တန်လန်းကြီးနေတော့တာပဲအဲ့ဆရာလာသလားဘယ်သူလာသလားလာလို့ရှိရင်ပြင်မှာဟိုကတော့ပြင်ခိုင်းတယ်ဆရာပြင်ခိုင်းတယ်ကိုကလည်းကိုကြီးနေတာနည်းနည်းလေးလိုက်ရောမိပြီဆိုရင်များကြတော့နှုံကန်လို့ရပါတော့မလားအဲ့ဒါကြောင့်လို့နည်းနည်းလေးမှမလိုက်ရောတော့ပဲနဲ့လိုက်ရောလူမှုတွေကခါတဲ့အမိုက်ချင်းကြီးသွားသွန်ချလို့ရောတဲ့သွန်ချလို့စိတ်နဲ့ရုပ်ကြီးကိုဘဝင်ကိုကုတ်ထားတဲ့ချုပ်ထားတဲ့တုတ်ထားတဲ့နည်းနည်းလေးကုတ်ကတ်ထားတဲ့အဲ့ဒီလက်ရောမှုလေးအဲ့ဒါကိုမှန်သမျှကိုဘယ်လိုပြစ်ချလိုက်ရမလဲစွန့်ဟုတ်တယ်အဲ့ရကလေးမှာလူတယောက်ကတောသူဒကမာကြီးတယောက်ကတောတဲ့ထင်းသွားရတော့ထင်းကြီးနဲ့ရွက်လာတယ်ထင်းကြီးကအကြီးဆိုချပြီးပြန်နေလို့မရဟိုမှာတည်းကဝိုင်းကူပြီးတင်ပြီးတော့အဲ့ဒါကြီးကြိတ်ပြီးတော့အိမ်မရောက်အောင်တခါရွက်မလာဘူးလားတကယ်လမ်းချခဲ့လို့ရှိရင်ပြန်တယ်လို့ရှိရင်မနိုင်ငါနေဘူးတဲ့ဒုက္ခရောက်တော့မင်းအဲ့တော့ပေးတည်ပြီးတော့တခါတည်းအိမ်ရောက်အောင်ကြိုးစားပြီးရွက်လာတယ်အိမ်လေးရောက်တော့အိမ်ချောင်းဝိုင်းနဲ့ရောက်တာနဲ့ဘာလို့ချရလွတ်ချရနည်းနည်းလေးများမမဲ့ထိန်းထားအောင်မလားဝုန်းဆိုတခါတည်းလွတ်ချနည်းနည်းလေးထိန်းသိမ်းထားပါသေးလားသူ့ဘောက်ထင်းဆိုတော့ဓာတ်နဲ့တော့ပြန်ခုပိုင်းအောင်မှမဟုတ်လို့ကြိုးကြိုးပဲဆိုပြစ်ချလိုက်တာအဲ့ဒီလိုပဲမိထားတဲ့ခန္ဓာကိုစိတ်ကိုချင်းချင်းချုပ်ထားတဲ့ဝင်ကိုပုတ်ထားတဲ့အလုပ်အဲ့ဒီအလုပ်တွေမှလည်းများအားလုံးနော်ဒီဝါလီခံလိုက်သလိုလွတ်ချလိုက်တာဖြစ်ခြင်းသလိုဖြစ်ပေစီတော့ဟာဒီခန္ဓာကြီးသေအောင်မှာတက်ပေစီတော့တဏှာမင်းခိုင်းတဲ့ငါကုတ်ကတ်တာဘာမှမလုပ်တော့လှုပ်ရှင်တဲ့စိတ်တွေအကုန်လုံးပါလို့လေအားလုံးအနာယူချရတယ်ဘာမှမလုပ်ခဲ့နေလိုက်တော့တာအရင်တော့ကုတ်တဲ့အလုပ်တဲ့ချုပ်တဲ့အလုပ်ကြီးလုပ်ပြီးတော့မအားရနေမနေဘူးလားအဲ့ဒီအလုပ်ကိုအနာပြစ်လိုက်တာအလုပ်လုပ်မှုမှာအားပြစ်လိုက်တာလှုပ်မှုကိုအကုန်လုံးကိုစွန့်လွတ်လိုက်တာနောက်တော့တဏှာခိုင်းတော့တယ်မလုပ်တော့ဘူးဆိုပြီးတော့လှုပ်လို့တဲ့ဟာတွေပါအကုန်လုံးစွန့်ချလိုက်တာအဲ့ဒါကိုစွန့်လိုက်တာလို့ခေါ်တယ်အဲ့လိုလွတ်ရှင်လွတ်မသွားဘူးလားအေးဒီနေ့ကျင့်မအောင်သူသိချာကျင့်မှာအကိမ်းမြောက်ဝိညာတက်လာလို့အတက်နေတစ်ဖက်ချိန်နဲ့ကျင့်ဝိညာတက်ပါစေတဏှာထွက်လာမယ်ခေါ်သမ်းအဲ့လိုမသိခင်သူ့ကိုလှလှပါအနိုင်ယူထားသမ်းပါမနဲ့ခွာမနဲ့ကြားလို့ရှိရင်မဟာပလင်ချိန်မယ်ဆိုတာကချိတ်လို့ရတဲ့ပုဂ္ဂိုလ်ချိတ်လို့တဲ့ပုဂ္ဂိုလ်ဦးစင်းအဲ့ဒီကျင့်စဉ်ကြတော့လူတိုင်းချိတ်ရမလို့မဆိုလို့ချိတ်ရမှာကတော့တရားကိုလူလာတဲ့ပုဂ္ဂိုလ်များအဲ့ဒီတဏှာကိုဟာဒီဖြာမှာနေဟာဒီခန္ဓာမှာနေအပိဓာပယ်နှုတ်လို့တဲ့ပုဂ္ဂိုလ်များထိုင်ဝင်တဲ့ဧကာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များချိတ်နိုင်တယ်ဦးဇင်းတို့တရားဆရာလေးတွေတရားရဟန်းတွေကထိုင်နေနဲ့ကျင့်စဉ်ပေါ်မှာရှိခွက်ကောင်းလက္ခဏာကောင်းတရားကောင်းတဲ့လက်ရွေးစဉ်တွေကိုသူတို့ကောက်ထားလိုက်ရွေးချယ်ထားပြီးနောက်ပိုင်းကျတော့မနေ့ကကျသူတို့အရင်ချိန်ခဲ့လိုက်မှာနမူနာအရင်ပြလိုက်နော်အဲ့ဒါကြတော့တစ်ခါပဲခဏမလာတော့ဘူးဆွဲနှုတ်ပြီးတာနဲ့နောက်ဘယ်တော့မှဒီတဏှာမလာတော့ဘူးမျိုးဆက်ဆရာလည်းမရှိတော့ဘူးအဲ့တော့တဏှာမရှိတဲ့စိတ်ကအမြင်တမ်းချမ်းသာနေလိမ့်မယ်အဲ့တော့လောလောဆယ်အဲ့ဒီမရောက်ခင်ဟာဒီဘဝင်ပိုင်းကျွမ်းမှုလို့လေအခုတည်းကခန္ဓာအင်းကိုစွန့်လထားဖို့စိတ်နဲ့ယုတ်ကြီးကိုညှိချုပ်တဲ့အလုပ်ကိုလုပ်ရမယ်စားလွတ်ကြီးလွတ်ပြီးနေတတ်ဖို့တဏှာကိုမလိုက်ရောပဲနဲ့လိုက်ရောလူမှုတွေကိုစွန့်လုပ်ပြီးနေတတ်ဖို့အဲ့ဒါကိုလေ့ကျင့်လို့ရမှာမဟုတ်ဘူးလို့လွယ်တယ်မဟာပလင်လည်းမခဲရင်ဘူးဟုတ်လားကဲအဲ့တော့ဒီကျင့်စဉ်ကိုဒီနေ့ပိုင်အောင်ကျင့်မှာအဋိဋ္ဌာပြည်တာကိုမစောက်ပါနဲ့အဋိဋ္ဌာပြည်ဖို့ဗราဏမဟုတ်ဘူး2 နာရီမကလို့3 နာရီထိုင်တာလည်းဗราဏမဟုတ်ဘူးဒုက္ခဝေဒနာမှတဏှာကိုပိုင်းခြားရှုပြီးတဏှာလွတ်တဲ့စိတ်နဲ့တဏှာလွတ်ပြီးတော့ဘွင်းလုံးကြီးနေပြီးဘဝင်ကြတာမျိုးဥစဉ်လိုချင်တယ်စိတ်နဲ့ရုပ်နဲ့တခြားသည်ဖြစ်ပြီးတော့ကြိုက်တာခဲတာကြီးသိပြီးတော့ချမ်းသာနေတာအဲ့လိုရသွားပြီဆိုရင်ဒါလေးပါကမ္မထာမမှာအနိစ္စဒုက္ခအနတ္တအာသုဘလက္ခဏာလေးချက်ပွားလို့ရတယ်32ခုရသရဲ့သဘောတရားတွေပေါ်မှာလဲနော်တဏှာဆောက်တဲ့ခန္ဓာကြီးအကြောင်းသဘောဉာဏ်နဲ့အောင်ပြီးတော့သူမို့ငါမို့ငါခန္ဓာမို့တဲ့အကြောင်းလက္ခဏာ3ချက်4ချက်အာသုဘလက္ခဏာအဖြစ်4ချက်တည်ရှုလို့ရတယ်နာကမ္မထာကိုဆက်ရှုမယ်ဆိုလဲအားနေတဲ့စိတ်ကဒုက္ခဝိနမှာလွတ်သွားတော့အားတော့လည်းကိုတွေးနေ
တွေးနေပြန်ရောအဲ့ဒီစိတ်ကိုလည်းငါလို့ဆိုရင်အတ္တဖြစ်လိမ့်မယ်အဲ့ဒီစိတ်ရဲ့ဖြစ်မှုသဘောရဲ့ပြည့်ပုံရဲ့ချုပ်ပုံရဲ့သုံးချက်ပေါ်အောင်ရှုရမယ်ဟုတ်ပြီလားကြိုက်တဲ့ကမ္မထံကိုဒုက္ခဝေဒနာမှာလွတ်သွားရင်ရှုလို့ရပြီသဘောပေါက်ပြီလားအဲ့တော့နမောတတ္တနဲ့ဖျားတော့